မင်္ဂလာမနက်ခင်းလေးပါဗျာနော်မင်္ဂလာမနက်ခင်းလေးပါအားလုံးပဲမင်္ဂလာမနက်ခင်းလေးပါအားလုံးတော့မျိုးလို့အပီးပေါက်ဆိုင်ကလေးရင်လုံးပြပြပဲเนาะအပီးပေါက်ဆိုင်တွေပဲပြပြဟုတ်ပြီเนาะကျွန်တော်ပုံပါဗျာအပီးပေါက်ဆိုင်တွေပဲပြပြမယ်အားလုံးပဲဝင်လာလို့ရရင်ဝင်လာခဲ့ပါလိုက်လက်မလေးကိုနှိပ်ပါshare လို့ရတော့အကိုကြီးမကြီးတယောက်တစ်ချက်တယောက်တည်းလဲဝိုင်းဝန်းပြီးတော့ share ကျွန်းဖြင့်ကူညီပေးနိုင်ပါတယ်နော် share လို့ရတဲ့သားငယ်ကြီးဆိုတဲ့အကိုကြီးမကြီးများအားလုံးတယောက်တစ်ချက်တယောက်တည်းလဲဝိုင်းဝန်းပြီးတော့ share ပေးလို့ရပါတယ်လို့သားငယ်ကပြောချင်ပါတယ်ဗျ share လို့ရရင်တစ်ချက်လောက် share ပေးပါအောင်နော် share လို့ရမှ share ပါ share လို့မရတော့လဲမ share ပါနဲ့ဟုတ်ပြီတော့ကဲအားလုံးပဲမင်္ဂလာမနက်ခင်းလေးပါနော်ကျွန်တော်တို့ဒီနေ့တရတော့ပြောင်းသွားပြီတရက်9လ2025 12နာရီ10မိနစ်เนาะအင်္ဂါနေ့ဈေးလေးတော့ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဟုတ်ပြီเนาะအပြီးပေါ်စားကလေးတွေကျွန်တော်ကိုမများအားလုံးကိုအရင်ဆုံးပြပေးမှာဖြစ်ပါတယ်အားလုံးပဲတရားတစ်ချက်လိုက်ကြည့်ပေးပါเนาะ92ဒီ6ထိပ်ပါတဲ့92က6ထိပ်30က3ညာအပိတ်9 3ညာနှလုံးပေါင်းခြင်း9နဲ့3ညာနဲ့ပေါင်းတော့9ရတယ်9ရဲ့ပါဝါက4ပါတဲ့9လေးဒီ1ချင်းဖြစ်ပါတယ်9လေး1ချင်းကို4ပိုင်နဲ့84ဆိုပြီးထွက်တယ်9လေး1ချင်းကို4ပိုင်နဲ့84ဆိုပြီးထွက်ပါတယ်ဟုတ်ပြီနော်39ကကျွန်တော်တို့3ထိပ်ပါတဲ့92က2ရဲ့ပိတ်3နဲ့နှလုံးပေါင်းခြင်းဖြစ်တယ်3နဲ့နှလုံးပေါင်းခြင်း900ပါတယ်တဲ့3နဲ့2နဲ့ပေါင်းတော့9ပါ9ရဲ့ပေါင်းပါသည်3ညပါတဲ့9 3ညသည်ကကျွန်တော်ပုံမှန်များ1ချင်းဖြစ်ပါတယ်9 3ည1ချင်းကိုတဲ့ကျွန်တော်တို့ဘာထွက်လဲဆိုရင်3ညပိုင်းနဲ့3ညနဲ့ဆိုပြီးထွက်တယ်3ညပိုင်းနဲ့3ည2ဆိုပြီးထွက်တယ်28ဒီ2ထိပ်ပါတဲ့39က9အပိတ်2 9နှလုံးပေါင်းခြင်း2နဲ့9နဲ့ပေါင်းတော့1ရပါတယ်1ရဲ့ပေါင်းပါသည်6ပါ1 6ဒီက1ချင်းဖြစ်ပါတယ်တစ်ချောက်ဝန်းချင်းကို1ပိုင်းနဲ့1နှစ်ဆိုပြီးထွက်တယ်တစ်ချောက်ဝန်းချင်းကို1ပိုင်းနဲ့1နှစ်ဆိုပြီးထွက်ပါတယ်ဒါဆိုယနေ့မနက်7:00 နာရီ10မိနစ်တရက်9လ2025 7:00 နာရီ10မိနစ်စီအင်္ဂါနေ့အတွက်ဘာငယ်တို့ကင်သုံးမဲ့ဝန်းချင်းလေးကဘာဖြစ်မလဲတဲ့65ဒီ6ထိပ်ပါ28က8ပိတ်68နှလုံးပေါင်းခြင်းတဲ့6နဲ့8နဲ့ပေါင်းတော့ဘာငယ်ရေးဘာရမလဲဆိုတော့တစ်ချက်လိုက်ကြည့်6နဲ့8နဲ့ပေါင်းတော့တန်းငယ်တို့4ရတယ်4ရဲ့ပေါင်းဝသည်9 4 9ဒီက1ချင်းဖြစ်ပါတယ်။နော်ညလိုင်းမကောင်းလို့တက်မလွန်ပြတာတော့ဒီမနက်မှတက်လွန်ပြတာ။9လေး1ချင်းကို4ပိုင်းနဲ့84 9 3ည1ချင်းကို3ညပိုင်းနဲ့3ညနဲ့တစ်ချောက်1ချင်းကို1ပိုင်းနဲ့1နဲ့4 9 1ချင်းကိုဘာထွက်မလဲပေါ့နော်။ဒီ1ချင်းလေးတွေနဲ့တွဲရက်ပြီးဆင်းတဲ့အပြီးပေါက်ပေါ့နော်။အဲ့ဒီ1ချင်းလေးနဲ့တွဲရက်ပြီးဆင်းမဲ့အပီးပေါက် site ကလေးကိုเนาะအပီးပေါက် site ကိုပြပြီးမှဖြစ်ပါတယ်အားလုံးပဲเนาะကိုညီလို့ရတဲ့ကိုဒီမှာတွေ like လက်မလေးတွေကိုနှိပ်ပြီးတော့ကျွန်တော်ပုံမှန်များ share လို့ရရင်တယောက်တစ်ချက် share ပေးပါဦးเนาะပြ
viewer ကအရန်နေနေသေးတယ်လိုက်လက်မလေးကိုနှိပ် share လို့ရတဲ့ကိုမိုက်တယောက်တစ်ချက် share ပေးအောင်ဒီဝမ်းချင်းလေးနဲ့တွဲရပြီးစင်းတဲ့အပြီးပေါက်ဒီဘာဖြစ်မလဲအားလုံးပဲတစ်ချက်လိုက်ကြည့်ပေးဟုတ်ပြီနော်24ကနှစ်ထိပ်ပါဒီဝမ်းချင်းလေးနဲ့တွဲရပြီးစင်းမဲ့အပြီးပေါက်24နှစ်ထိပ်33က3ထိပ်2 3နှလုံးပေါင်းခြင်းနှစ်3နှလုံးပေါင်းခြင်း2နဲ့3နဲ့ပေါင်းတော့တန်းငယ်လို့2ရပါတယ်တဲ့2ရဲ့ပါဝါဒီခွန်2ခွန်ဒီကဝမ်းချင်းဖြစ်ပါတယ်နှစ်ခွန်ဝမ်းချင်း6လေးဝမ်းချင်းဒီအပြီးပေါက်ဖြစ်ရမယ်နှစ်ခွန်ဝမ်းချင်း6လေးဝမ်းချင်းကအပြီးပေါက်ဖြစ်ရမယ်တဲ့နှစ်ခွန်ဝမ်းချင်း6လေးဝမ်းချင်းကိုခွန်ပိုင်4ပိုင်နဲ့84ဆိုပြီးထွက်ပါတယ်ဟုတ်ပြီနော်ခွန်ပိုင်4ပိုင်နဲ့84ဆိုပြီးထွက်တယ်33က3ထိပ်အပေါ်နီးမှုတိုင်းပဲ84ကခွန်ထိပ်3ခွန်နှလုံးပေါင်းခြင်းတဲ့3နဲ့ခွန်နဲ့ပေါင်းတော့တန်းငယ်လို့ခွန်ရတယ်ခွန်ရဲ့ပါဝါဒီနှစ်ခွန်နှစ်ဒီကဝမ်းချင်းဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့ဒီမှာကျွန်တော်ကမာဒီ93ညဝမ်းချင်းနဲ့ခွန်နဲ့ဝမ်းချင်းဒီအပြီးပေါက်ဖြစ်ရမယ်93ညဝမ်းချင်းခွန်နဲ့ဝမ်းချင်းဒီအပြီးပေါက်ဖြစ်ရမယ်93ညချင်းခွန်နဲ့ဝမ်းချင်းကို3ပိုင်2ပိုင်နဲ့3 2ဆိုပြီးတော့ထွက်ရှိလို့အောင်မြင်ခဲ့တယ်ဟုတ်ပြီနော်ဆက်သွားမယ်84ဒီခွန်ထိပ်ပါ3 2က3ထိပ်ပါခွန်3နှလုံးပေါင်းခြင်းခွန်နဲ့3နဲ့ပေါင်းတော့တန်းငယ်တို့ဘာရမလဲခွန်ရဲ့3ရဲ့ပေါင်းတော့ခွန်ပဲရပါတယ်ခွန်ရဲ့ပါဝါဒီနှစ်ပါခွန်နှစ်ဒီကဝမ်းချင်းဖြစ်ပါတယ်ခွန်ရဲ့ပါဝါဒီနှစ်ခွန်နှစ်ဒီကကျွန်တော်ပြောမှာလေခွန်နှစ်ဒီကဝမ်းချင်းအဲ့ဒီကျွန်တော်ပြောမှာတိ6ဝမ်းချင်းခွန်နှစ်ဝမ်းချင်းကအပြီးပေါက်ဖြစ်ရမယ်တိ6ဝမ်းချင်းခွန်နှစ်ဝမ်းချင်းဒီအပြီးပေါက်ဖြစ်ရမယ်တိ6ချင်းခွန်နှစ်ချင်းကိုတဲ့ဘာထွက်လဲဆိုရင်1ပိုင်2ပိုင်နဲ့1နဲ့ဆိုပြီးထွက်တယ်မဲကြီးကပေါက်ချင်တဲ့သားရဲ့အားငယ်ရေးတဲ့ပေါက်ချင်တဲ့ဟုတ်ကဲ့ပါနော်အကောင်းဆုံးစူးစမ်းပေးနေပါတယ်เนาะကျိုးလဲစူးစမ်းထားပါတယ်ဒီနေ့မနက်12နာရီ10မိနစ်မှာတော့ပေါက်မယ်လို့မျှော်လင့်မိပါတယ်တခြားချင်း9ချင်းကို1ပိုင်2ပိုင်နဲ့1နှစ်ဆိုပြီးထွက်တယ်ဒါဆိုကျွန်တော်အကူမများအားလုံးပဲကျွန်တော်တို့ရထားတဲ့ဝမ်းချင်းက4 9ဝမ်းချင်းလို့ရထားတယ်အဲ့ဒီ4 9ဝမ်းချင်းကိုသူနဲ့တွဲရပြီးဆင်းမဲ့အပြီးပေါက်ဒီဘာဖြစ်မလဲတစ်ချက်ကြည့်ပါ3 2ဒီ3ထိပ်ပါ1နှစ်က1ထိပ်ပါ3 1နှလုံးပေါင်းခြင်း3နဲ့1နဲ့ပေါင်းတော့1ရပါတယ်1ရဲ့ပါဝါဒီ6ပါ1 6ဒီက1ချင်းဖြစ်ပါတယ်ဟုတ်ပြီနော်ဒါဆိုကျွန်တော်အကူမများဒီ site တွေ site မူရထပ်ပေးမယ်ယနေ့မနက်12နာရီ10မိနစ်မှာဆက်ပေးမယ်ဆိုရင်တဲ့ကျွန်တော်အကူမများဟာဒီ4 9 1ချင်း1 6 1ချင်းဒီအပြီးပေါက်ဖြစ်ပါမယ်တဲ့4 9 1ချင်း1 6 1ချင်းဒီအပြီးပေါက်ဖြစ်ပါလိမ့်မယ်တဲ့ဟုတ်ပြီနော်ယနေ့မနက်က4 9ကတော့ကောင်းတော့ကောင်းတယ်နော်4 9ကြားဖို့အားတော့တာပါတယ်ဟောတော့4 9 1ချင်းကနောက်တစ် site ရှိရယ်နော်နောက်ထပ်4 9 1ချင်းလေးနဲ့ထပ်ပြီးတော့အပြီးပေါက်ကြတဲ့ site ကလေးတစ် site ကိုပြပေးမယ်တစ်ချက်ကြည့်ပြီနော်41ဒီ24ဒီ4ရဲ့ပိတ်3 3က3ရဲ့ပိတ်4 3နှလုံးပေါင်းခြင်း4နဲ့3နဲ့ပေါင်းတော့ခွန်မဲရတယ်4ရဲ့3ရဲ့ပေါင်းတော့ခွန်ရဲ့ပါဝါဒီနှစ်ခွန်နှစ်ဒီ1ချင်းခွန်နေဝမ်းချင်းကိုခွန်ပိုင်နဲ့84ဆိုပြီးထွက်တယ်3 3ဒီ3အပိတ်ပါ84က4ရဲ့ပိတ်3 4နှလုံးပေါင်းခြင်း3နဲ့4နဲ့ပေါင်းတော့ခွန်ရတယ်ခွန်ရဲ့ပါဝါဒီနှစ်ပါခွန်နှစ်ဒီဝမ်းချင်းခွန်နေဝမ်းချင်းကို2ပိုင်နဲ့3 2ဆိုပြီးထွက်တယ်ခွန်နေဝမ်းချင်းကို2ပိုင်နဲ့3 2ဆိုပြီးထွက်တယ်84ဒီ4ရဲ့ပိတ်3 2က2ရဲ့ပိတ်4နဲ့နှလုံးပေါင်းခြင်း4နဲ့2နဲ့ပေါင်းတော့6ရတယ်6ရဲ့ပါဝါဒီ6တစ်ဒီ1ချင်းဟုတ်ပြီနော်6တစ်ဒီကကျွန်တော်ကုန်ပါများအားလုံးပဲ1ချင်းအားလုံးပဲ like and share လေးတွေတယောက်တစ်ချက်ကူညီပေးပါ share လို့ရတဲ့ကိုယ်မကြီးတယောက်တစ်ချက် share ပါ like လက်မလေးတွေကိုကိုစီနှိပ်ပြီး share လို့ရတော့အကုန်ပါများတယောက်တစ်ချက် share ပေး6တစ်1ချင်းကို1ပိုင်နဲ့1နှစ်ဆိုပြီးထွက်တယ်ဒါဆိုယနေ့မနက်12နာရီ10မိနစ်အတွက်3 2ဒီ2အပိတ်1နှစ်က2အပိတ်2နှလုံးပေါင်းခြင်း2နဲ့2နဲ့ပေါင်းတော့4ရတယ်4ရဲ့ပါဝါဒီ9 4 9ဒီက1ချင်းဖြစ်တယ်
ဟုတ်ပြီနော်၄ကိုဒီကကျွန်တော်ကိုမှများအားလုံးပဲ1ချင်းဖြစ်တယ်ဆိုရင်တဲ့၄ကို1ချင်း၄ကို1ချင်းဒီမှာ၄ကို1ချင်းကတော့16 1ချင်းနဲ့အပီးပေါက်ဖြစ်တယ်နောက်ထပ်ဒီ၄ကို1ချင်းတစ်စိုက်ကဘာနဲ့အပီးပေါက်ဖြစ်မလဲကျွန်တော်ကိုမှများတစ်ချက်လိုက်ကြည့်ပေးပေါ့နော်ဘာလေးနဲ့အပီးပေါက်ဖြစ်မလဲဆိုတာတစ်ချက်လောက်လိုက်ကြည့်ပေးပါနော်မင်းရလိုက်ကုန်တော့ဘယ်ဟာဆောလို့ဆွဲရမှန်းတော့မသိဒီဝမ်းချင်းကတော့သူကဒီမာလေးကမှန်တာပေါ့နော်68ဒီ9ထိပ်86က8ထိပ်98နှလုံးပေါင်းချင်း9ဝမ်းချင်းကို24ဆိုပြီးထွက်တယ်24က2ထိပ်10က1ထိပ်2နှလုံးပေါင်းချင်း2နဲ့1နဲ့ပေါင်းတော့38တပြားကို3ဆိုပြီးထွက်တယ်သူကဒီပင်မာလေးကမှန်ခဲ့တာ3ဒီ3ကပိတ်92က9ထိပ်39နှလုံးပေါင်းချင်း3နဲ့9နဲ့ပေါင်းတော့9ရဲ့ပါဝါဒီ4 9ဒီ1ချင်းဖြစ်တယ်ဟုတ်ပြီနော်အဲ့ဒီ9 1ချင်း9 4 1ချင်းဒီအပီးပေါက်ဖြစ်မယ်ပေါ့9 1ချင်း9 4 1ချင်းကအပီးပေါက်ဖြစ်မယ်9 1ချင်း9 4 1ချင်းကိုခွန်ပိုင်း4ရွယ်နဲ့84ဆိုပြီးထွက်တယ်ခွန်ပိုင်း4ပိုင်းနဲ့84ဆိုပြီးထွက်တယ်ဟုတ်ပြီနော်ဆက်သွားမယ်84ဒီခွန်ထိပ်39က3ထိပ်ခွန်3နှလုံးပေါင်းခြင်းခွန်နဲ့3နဲ့ပေါင်းတော့3ညရတယ်3ညပါဝါဒီ9 3ည5ဒီ1ချင်း3ည5 1ချင်းနဲ့ခွန်နဲ့1ချင်းကအပီးပေါက်ဖြစ်မယ်3ည5 1ချင်းခွန်နဲ့1ချင်းကို3ညပိုင်း2ပိုင်းနဲ့3ည2ဆိုပြီးထွက်တယ်ဟုတ်ပြီနော်ဆက်သွားမယ်3ည2ဒီ3ညထိပ်28က2ထိပ်3ည2နှလုံးပေါင်းခြင်း3ညနဲ့2နဲ့ပေါင်းတော့2ရတယ်2ရဲ့ပါဝါဒီကခွန်နဲ့2ခွန်ဒီ1ချင်းဖြစ်တယ်ဟုတ်ပြီနော်2ခွန်1ချင်း6တက်1ချင်းဒီအပီးပေါက်ဖြစ်မယ်6တက်1ချင်း2ခွန်1ချင်းဒီအပီးပေါက်ဖြစ်မယ်6တက်ချင်း2ခွန်ချင်းကိုတဲ့1ပိုင်းခွန်ပိုင်း1ပိုင်း2ပိုင်းနဲ့1နှစ်ဆိုပြီးထွက်တယ်1ပိုင်း2ပိုင်းနဲ့1နှစ်ဆိုပြီးထွက်တယ်ဒါဆိုဒီမှာ4ကို1ချင်းနဲ့တွဲရက်ပြီးဆင်းတဲ့အပီးပေါက်ကဘာဖြစ်မလဲပေါ့တားငယ်တို့နော်4ကို1ချင်းနဲ့တွဲရက်ပြီးဆင်းတဲ့အပီးပေါက်ဒီဘာဖြစ်မလဲတစ်ချက်လိုက်ကြည့်ပေး1နှစ်ဒီ1ထိပ်ပါတဲ့65က6ထိပ်16နှလုံးပေါင်းခြင်းတဲ့1နဲ့6နဲ့ပေါင်းတော့ဘာရမလဲ1ကဲ6ကဲပေါင်းတော့တားငယ်တို့1နဲ့6နဲ့ပေါင်းတော့ခွန်ရတယ်ခွန်ရဲ့ပါဝါဒီနဲ့ခွန်နှစ်ဒီ1ချင်းဖြစ်တယ်ဒါဆိုကျွန်တော်ရဲ့ကိုယ်မိုင်အားလုံးပဲဒီပင်မှာကျတော့၄ကို1ချင်းကိုတွဲရက်ပြီးအပီးပေါက်ဖြစ်တာ9နဲ့1ချင်းနဲ့အပီးပေါက်ဖြစ်တယ်ဒီအပီးပေါက်ဆိုင်မှာကျတော့၄ကို1ချင်းကိုအပီးပေါက်ဖြစ်တာ161ချင်းနဲ့ဖြစ်တယ်စင်ပြေသလိုကြိုင်းနေတဲ့သလိုကစားကြည့် share လို့ရတော့အကိုရီမတွေတယောက်တစ်ချက် share ပါ like လက်မလေးတွေကိုကိုစီနှိပ်ပေးပါအောင်နော်အားလုံးတော့ကျွန်တော်ကောင်ပါများနော်ယနေ့မနက်7:00 နာရီ10မိနစ်မှာနော်လက်တွဲလို့တော့အကိုရီမတွေအားလုံးပဲလာရောက်ပြီးတော့အသားငယ်နဲ့လက်တွဲနိုင်ပါတယ်ယနေ့မနက်7:00 နာရီ10မိနစ်အင်္ဂါနေ့7:00 နာရီ10မိနစ်ဈေးလေးအတွက်နော်လာရောက်လက်တွဲခြင်းတော့အကိုရီမတွေအောနှစ်ကွက်လာယူပြီးတော့လက်တွဲနိုင်ပါတယ်နော်ဒီဖုန်းနံပါတ်ကိုဟန်ပြီးတော့လက်တွဲပါ300ကို66ခွန်2ကိုတော့3ကို8ကိုဟန်ပြီးတော့နော်66ခွန်2ကိုတော့3ကို8ကိုလာရောက်ဟန်ပြီးတော့လက်တွဲနိုင်ပါတယ်နော်လက်တွဲခြင်းတဲ့ကိုဒီမတွေမခွေပါနဲ့အမကြီးနော်မခွေပါနဲ့နော်အဲ့လောက်ကြီးကြတော့အရန်များပါတယ်မအီစီမခွေပါနဲ့နော်လုံးကောက်လေးပဲထိုးပါလုံးကောက်လေးပဲထိုးပါမခွေပါနဲ့နော်ဟုတ်ပြီနော်လက်တွဲခြင်းတော့အကိုဒီမတွေစနေအင်္ဂါနေ့7:00 နာရီ10မိနစ်ဈေးလေးအတွက်လာရောက်လက်တွဲနိုင်ပါတယ်ဒီဖုန်းနံပါတ်66ခွန်ပေါ့နော်66ခွန်293
398ကိုလာရောက်ဟိုင်းပြီးတော့လက်တွဲပါဘယ်ရဟိုင်းရမလဲဆိုရင်ကျွန်တော်ကိုမများမက်ဆေ့ကဟိုင်းပါမက်ဆေ့နောက်တစ်ခုကျွန်တော်ကိုမများဘိုက်ဘာကလည်းဟိုင်းနိုင်တယ်နော်မက်ဆေ့ဘိုက်ဘာစင်ပြေတာကဟိုင်းပေါ့နော်မက်ဆေ့ဘိုက်ဘာကျွန်တော်ကိုမကြီးစင်ပြေတာကဟိုင်းခဏထုတ်ပေးမယ်နော်လေး1 4 6 91 96 4ခွန်4နှစ်90ခွန်90နှစ်ဒီဘလောက်ထည့်ကြပါလေ60နဲ့2ဆိုတဲ့ခဏ60နဲ့ဆိုတဲ့ခဏရဲ့ကျွန်တော်ကိုမမြင်34တခွက်ပါပေါ့နော်ညနေလေးအားပြီးတော့ကစားပါနော်အားပြီးတော့ကျွန်တော်ကိုမမြင်ကစားကြည့်ဟုတ်ပြီနော်ဒီကနန်းလေးတွေအားပြီးတော့ကစားကြည့်အပူးဆိုရင်အပူးဆိုင်တော့ရှိတယ်နော်အပူးရှာတွေ့ထားလေးရှိတယ်အပူးကနော်4ဘူးတို့နော်9ဘူးတို့6ဘူးတို့ဒါလေးတွေကောင်းတယ်နော်အပူးဆိုရင်4ဘူး9ဘူး6ဘူးအဲ့ဒါလေးကောင်းတယ်ဗျာနော်4ဘူး9ဘူး6ဘူးနော်ကဲအားလုံးပဲဒီလောက်ပါပဲကျွန်တော်ကိုမှများပါပါဆိုရင်49တခွက်လောက်တော့ထည့်လိုက်မယ်နော်ကဲအားလုံးပဲဒီလောက်ပါပဲနော်ခဏလေးကတော့အပူးနဲ့ဆိုနည်းနည်းများသွားပါတယ်ယနေ့မနက်7:10နာရီ10မိနစ်မှာတန်းငယ်နဲ့ကန်ဆက်ချင်ပါတယ်လက်တွဲချင်ပါတယ်ဆိုတဲ့အကူမများအားလုံးကိုတန်းငယ်အကောင်းဆုံးနဲ့အကောင်းဆုံးဖြစ်အောင်အင်္ဂါနေ့ဈေးလေးမှာပေါအောင်စူးစမ်းပေးပါမယ်။နောက်လက်တွဲချင်တဲ့ကိုဒီမတွေ on နှစ်ကွက်လာပြီးယူနိုင်ပါတယ်။ဘယ်ရယူရမလဲဆိုရင် message ဘိုက်ပါစင်ပြေတာကနေယူပါဒီဖုန်းနံပါတ်66ကို293 398ကိုလာရောက်ခိုင်းပြီးတော့ယူနိုင်ပါတယ်လို့ပြောကြရင်လက်ရှိုးလေးကိုလောက်နေပဲဆုံးသတ်ပြရစီအားလုံးပဲပမိုင်ပါကျွန်တော်ကိုပါဗျာ။ကိုကျမ်းမာရေးစိတ်ချမ်းသာကြပါစေဗျာ။